ပေးမှာနော်တော့အခုဘုရားကတော့ထားလိုက်တော့ဟုတ်တယ်မလားအချိန်နဲ့အချိန်ခါမို့ဟုတ်တယ်မလားတရားကမဟောသေးဘူးဒါနည်းနည်းပါးပါးသာပြောတာနော်ရည်ကြပြောတာတရားကမှဟောမှာဂရိတရားဆိုဂရိတရားသူမဟောတော့ဘူးနောက်တစ်ခုလူတွေဘုန်းကြီးတွေမဟောတဲ့တရားကိုနည်းနည်းပါးပြောတယ်ဂရိသင်္ကန်းလူခွင့်ရတာကံမထူးလားကုသိုလ်မထူးလားမင်းသားကြီးနော်ကထိန်နဲ့သာသနာများမရှိခဲ့ရင်သာသနာများဖွယ်ခဲ့ရင်ကထိန်တွေကလူခွင့်ရပါလားမရပါဘူးနော်အခုသာသနာကရှိနေတယ်သာသနာဝန်ထမ်းရဟန်းတွေကလည်းဘုရားဆုံးမတဲ့ဆုံးမစကားတွေလိုက်နာကျင့်သုံးနေနိုင်တယ်အဲကြောင့်ဘုရားတွေကလူခွင့်မရဘူးလားမရပါဘူးအဲကြောင့်ဘုရားကိုကျေးဇူးတင်ရမှာပဲသာသနာကိုကျေးဇူးတင်ရမှာဟုတ်လားသံဃာဆိုတာကဖတ်နေပြီတဲ့ဘုရားနဲ့ကျေးဇူးအများကြီးတင်ရမှာဟုတ်တယ်ကဲဒါနဲ့နိုင်ရင်တခြားနိုင်ငံကိုကြည့်လိုက်ဟုတ်တယ်မလားဘုဇင်းတို့မြန်မာနိုင်ငံကြီးခြေရဝါဒဗုဒ္ဓဘာသာနိုင်ငံဘာနိုင်ငံလဲဘုရားဘာသာခြေရဝါဒဗုဒ္ဓဘာသာနိုင်ငံကဘာနိုင်ငံကိုလိုက်ကြည့်လိုက်ဘုရားဘာသာနိုင်ငံလို့ခံရတာနော်ခြေရဝါဒနိုင်ငံကြီး၅နိုင်ငံပဲရှိတယ်ဘယ်နိုင်ငံရှိတာလဲနိုင်ငံပဲဒါရုပ်ကဘုရားရှိတယ်သိတယ်မလားထိုင်းကမ္ဘောဒီးယားလာဘူးပြည်တွေကမြန်မာပြီးတော့ဘယ်နိုင်ငံလဲနိုင်ငံအဲ့ဒီ၅နိုင်ငံဒီမဟာယာနလားထေရဝါဒလားထေရဝါဒဗုဒ္ဓဘာသာနော်အဲ့ဒီထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံတွေဒီဒါကတိန်ခွင့်ရတာဟုတ်တယ်မလားဘာလို့ကတိန်ခွင့်ရတယ်ဆိုတော့ယဟန်တော်ဒီဝိနည်းလေးစားပြီးတော့ဝါတွင်း၃လပတ်လုံးမနေနိုင်ဘူးလားဝါဘောကတည်းကမလုပ်ဘူးလားအဲ့လိုလုပ်လို့ကတိန်ငန်းကိုခွင့်ရတာဟုတ်တယ်မလားကဲကမ္ဘာနိုင်ငံကိုကြည့်လိုက်ဂျပန်တို့ကိုရီးယားတို့ဗီယက်နမ်တို့မရှိဘူးလားရှိပါဘူးတရုတ်တို့မဟာယာနဗုဒ္ဓဘာသာနိုင်ငံတွေရှိဘူးလားရှိပါဘူးလူဦးရေနဲ့တွက်ရင်ဘယ်လိုကများမှာလဲမဟာယာနကများတာဘယ်ဘက်ကများမှာလဲမဟာယာနဗုဒ္ဓဘာသာကိုပဲတရုတ်ပြည်မှာလူပေါင်းထောင်ကျော်တယ်နာမောင်းထောင်ကျော်လားကိုရီးယားဂျပန်ဗီယက်နမ်အဲ့ဒီမဟာယာနဗုဒ္ဓဘာသာအဲ့ဒီနိုင်ငံကိုတွားကြည့်လိုက်ကထိန်ခင်းလာရှိရလားမရှိပါဘူးဘာလို့မရှိလို့နော်ဟုတ်တယ်မသိဘာလို့မသိပြောခဲ့မယ်နော်အဲ့ဒီနိုင်ငံဘုန်းကြီးကြည့်ဘူးလား